ဘယ်တော့မှလူစီမှာဖြေမရှိဘူးဖြေမရှိဘူးဒါမဲ့သင်မိကိုမရှိခင်တည်းကသင်တို့အဖြေရှိထားတာယေရှုပဲလှပဆိုအလုပ်လုပ်တော့မှမချခင်ပါတခုပဲညီကိုကျွန်တော်ဖခင်ကအမြဲတမ်းကျွန်တော်တို့နားလည်ပေးတဲ့ဖခင်ဒီဘူးနဲ့ယေရှုနဲ့ဆိုရင်လှုပ်သမျှအရာတိုင်းအောင်မြင်မှာကျိတ်တယ်စိတ်ချပျော်စိတ်ချတင်းလက်ထဲဟာနဲ့ကြည့်တော့အလုံးမလုံးနဲ့စိတ်ချဖခင်သခင်မှာ plan ရှိထားပြီသားဖခင်သခင်ကမှတ်ထားတင်ရှိတဲ့အရာနဲ့တင်ကိုပွားများအောင်လုပ်ပေးမယ်ဖခင်ခါလေးမှာတင်းလက်ထဲမှာကျွန်တော်မှတော့ဒီလောက်ပဲကြံတော့တယ်အဲ့ဒီလောက်နဲ့ပွားများအောင်လုပ်တယ်ဖခင်မပူနဲ့စိတ်ချဖခင်အကောင်းဆုံးဖခင်အတွက်ပေးဆက်လိုက်တင်းရဲ့အသက်တာအောင်ဖခင်အကောင်းဆုံးအလုပ်လုပ်သွားလိမ့်မယ်မကြည့်ထိုမုံငါလုံးနဲ့ငါးနှကောင်ပဲပြောရရှိနေလျှောက်တယ်တဲ့ဆက်သွားမှတ်ထားနော်ညီကောင်မောင်မတို့ဖခင်နဲ့ပတ်သက်လိုက်ဘယ်အရာမှတင်းငယ်တဲ့အရာဆိုမရှိဘူးအသေးဆုံးအရာကိုအကြီးဆုံးဖြစ်အောင်ပြုလုပ်နိုင်တဲ့ဖခင်ကျွန်တော်ဖခင်ရှင်ဖြစ်တယ်အာမင်တင်းထင်လိုက်မယ်ငါလိုပညာအရေးချင်းနဲ့ငါထိုင်းနိုင်ငံမှာဘာမှလုပ်လို့မရဘူးလို့ထင်လိုက်မယ်ဒါပေမဲ့ဖခင်သခင်ကအဲ့လိုတစ်ချက်ကလေးလှုပ်လိုက်တာနဲ့တင်းဘဝကြီးတစ်ခုလုံးပြောင်းလဲသွားနိုင်တယ်ဒီအကြောင်းအရာတွေအလကားပြောထားတာမဟုတ်သူတို့အကြောင်းရေးထားတာတို့အကျိုးအတွက်ရေးထားတာဟာလေလုယာအဲ့ဒီဖခင်ကဒီနေ့ထိအသက်ရှင်တဲ့ဖခင်အဲ့ဒီနေ့တော့ကျွေးခဲ့တဲ့ဖခင်ဒီနေ့ထိလည်းကျွေးတဲ့ဖခင်နောင်လည်းကျွေးမဲ့ဖခင်မယုံရင်ဒီမှာကြည့်ဟာလေလုယာဘာမှမရှိဘူးကဘာပတ်နိုင်ယေရှုနဲ့ပတ်နေတာဒါပဲ